ဇလန်းစာမှာတော့ဂျပန်နိုင်ငံဂီဖူစီရင်စုရဲ့ဝေးလာတဲ့တော်လက်ကြီးရွာလေးတစ်ကိအီတိုမိုရီမှာနေထိုင်တဲ့အထက်တန်းကျောင်းသူမီဆူဟာမီယာမီဆူနဲ့ဆက်တင်ပါတယ်။သူမဟာသူမရဲ့တောနယ်ကဘဝကိုညီးငွေနေပြီးနောက်ဘဝမှာတိုကျိုမြို့ကခန့်ချောလေးတယောက်ဖြစ်ချင်တယ်လို့စူးတောင်းနေတဲ့သူပါ။ဘိုးဘွားစင်ဆက်ဘာသာရေးထုံးတမ်းစင်လာတွေကိုထိမ့်သိမ်းရတဲ့မီယာမီဆူနတ်ကွန်းနဲ့သမီးအကြီးဖြစ်တာမို့သူမရဲ့အဘွားနဲ့ညီမလေးယိုဆူဟာတို့နဲ့အတူနတ်ကွန်းနဲ့ထုံးတမ်းစင်လာတွေကိုထမ်းဆောင်နေရသူဖြစ်ပါတယ်။တစ်ဖက်မှာတော့တိုကျိုမြို့မှာနေထိုင်တဲ့အထက်တန်းကျောင်းသားလေးတာကီတာချီဘာနာဟာကျောင်းတက်ရင်းတဲ့အီတလီစားတောက်ဆိုင်ဒီဇိုင်းမှာအချိန်ပိုင်းအလုပ်လုပ်နေသူတူပါ။ဝိတုကပညာရှင်တယောက်ဖြစ်ဖို့အိမ်မက်မနေသူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့မီဆူဟာတဲ့တာကီတို့နှစ်ဦးဟာအိပ်ပျော်သွားတိုင်းတယောက်နဲ့တယောက်ခန္ဓာကိုယ်ချင်းလျှို့ဝှက်ဆန်းကျဲစွာလဲလေပိုင်ဆိုင်လာကြပါတယ်။အစပိုင်းမှာတော့ပြင်းထန်တဲ့အိမ်မက်တွေလိုဖြစ်နေခဲ့ကြပြီးမြဲနောက်ပိုင်းမှာတော့ဓာရီဟာတကယ်ဖြစ်နေတဲ့ဆိုတာကိုသိရှိလာပြီးတယောက်ရဲ့ဘဝကိုတယောက်ဘယ်လိုနေထိုင်ခဲ့လဲဆိုတာသိအောင်ဖုန်းထဲမှာဖြစ်လက်ပေါ်မှာဖြစ်မတ်ဆူလေးတွေရေးပြီးဆက်သွယ်ကြပါတယ်။မီဆူဟာတာကီရဲ့ခန္ဓာကိုယ်ထဲရောက်နေချိန်ဟာတာကီကိုပိုမိုလူချိုင်များလာအောင်လုပ်ပေးခဲ့ပြီးသူ့ရဲ့အလုပ်ကလုတ်ဖော်ကိုက်ပဲအမမီကီအိုကူဒေရာနဲ့ပါချီရေးဆိုနိုင်အောင်စီစဉ်ပေးခဲ့ပါသေးတယ်။တာကီမီဆူဟာရဲ့ခန္ဓာကိုယ်ထဲရောက်နေချိန်ကလည်းမီဆူဟာကိုသူ့ရဲ့မြို့လေးထဲမှာပိုမိုပြတ်သားပြီးလူချိုက်များလာအောင်ကူညီပေးခဲ့ပါတယ်။ခန္ဓာကိုယ်လဲလွယ်မှုတွေရုတ်တရက်ရပ်တန့်သွားချိန်မှာတော့တာကီဟာမီဆူဟာကိုလွန်စွာလွမ်းဆွတ်တန်းတနေခဲ့ပါတယ်။ဒါကြောင့်တာကီဟာသူမီဆူဟာရဲ့ခန္ဓာကိုယ်ထဲဝင်နေတော့ကမြင်တွေ့ခဲ့ရတဲ့အီတိုမိုရီမျိုးတဲ့ပုံတိုပန်းကြီးကားလေးတွေကိုဆွဲပြီးမီဆူဟာကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်။တငယ်ချင်းအုပ်ကူတွေဟာနဲ့ဆူဂါဆာဖူဂျီတို့နဲ့အတူဂီဖူစီယန်စုကိုခရီးထွက်ခဲ့ပါတယ်။ရှာဖွေမှုတွေအများကြီးလုပ်ပြီးတဲ့နောက်မှာတော့တာကီဟာပျက်စီးနေတဲ့အီတိုမိုရီမျိုးကိုတွေ့ရှိခဲ့ပါတယ်။သူဟာလွန်ခဲ့တဲ့3နှစ်ကတီယာမအုပ်ကခဲ့တဲ့အစိပ်ပိုင်းတစ်ခုအီတိုမိုရီကိုဝင်တိုက်ခဲ့ပြီးမီဆူဟာပါဝန်လူရပေါင်းများစွာတည်ဆုံခဲ့ရတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒီအချိန်မှာသူတို့ဟာမတူညီတဲ့အချိန်ကာလတွေကနေခန္ဓာကိုယ်လဲလွယ်နေကြရဲဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။တာကီဟာမီယာမီဆူနတ်ကွန်နဲ့မီဆူဟာလုခဲ့တဲ့ကူချီကာမီဇာကဲထုံးတန်းစင်လာရပြုလုပ်ထားတဲ့စံအရက်ကိုတတိယသွားခဲ့ပါတယ်။သူဟာနတ်ကွန်ရဲ့ကိုရှင်တိုင်နတ်ဖျားတီရှိရာခန္ဓာကိုယ်ကိုတွားရောက်ပြီးကူချီကာမီဇာကဲကိုတောက်ခဲ့ပါတယ်။တာကီဟာအောင်မြင်စွာမီဆူဟာရဲ့ခန္ဓာကိုယ်တွေကို2013ခုနှစ်ဥက္ကာခဲကြမဲ့နေ့မှာပြန်ရောက်သွားခဲ့ပါတယ်။သူဟာမီဆူဟာရဲ့တငယ်ချင်းတွေဖြစ်တဲ့တီရှိနဲ့ဆာယာကာတို့ကိုမကြာမီဖြစ်လာတော့မဲ့ဘေးအန္တရာယ်အကြောင်းသတိပေးပြီးမြို့သူမြို့သားတွေကိုရွှေ့ပြောင်းနိုင်ဖို့စ조사ခဲ့ပါတယ်။မီဆူဟာရဲ့အဘွားကလည်းတာကီဟာမီဆူဟာရဲ့ခန္ဓာကိုယ်ထဲရောက်နေတယ်ဆိုတာကိုသိရှိပြီးမီယာမီဆူမိသားစုရဲ့ဝိညာဉ်ရေးရာဆက်ဆက်မှုတွေကိုအရင်မျိုးပြောပြခဲ့ပါတယ်။ကာတာဝါနဲ့ဒေါ်ကီလို့ခေါ်တဲ့စီးစာချင်းမှာတော့တာကီမီဆူဟာရဲ့ခန္ဓာကိုယ်ထဲမှာနဲ့မီဆူဟာသူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်သူမရဲ့အချိန်ကာလကနေတာကီရဲ့ကူချီကာမီစာကဲကိုတောက်ပြီးနက်ကွန်နေရာကိုရောက်လာသူတို့ဟာကဘာနှစ်ခုကြားကနန်းနိမိတ်တွေပျောက်ကွယ်သွားတဲ့ဥက္ကာခဲကြောက်ရောက်ခဲ့တဲ့6ကန်းပါးဘေးမှာပြန်လည်ဆုံစည်းခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာခန္ဓာကာမြကိုယ်ပိုင်ခန္ဓာကိုယ်တွေနဲ့တယောက်ကိုတယောက်မြင်တွေ့ခဲ့ရပါတယ်။တာကီဟာမီဆူဟာရဲ့စပင်ကြွကြိုလေးကိုပြန်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးဟာတယောက်နာမည်ကိုတယောက်မမေ့အောင်လက်ပေါ်မှာရေးမှတ်ဖို့စ조사ခဲ့ကြပေမဲ့တာကီကမင်းကိုချစ်တယ်လို့ရေးမိယူချီသေးချိန်မှာပဲစီးစာချင်းကုံဆုံးသွားပြီးသူတို့နှစ်ဦးပြန်လည်ကွဲကွာသွားခဲ့ပါတယ်။သူတို့ရဲ့အမတ်ရစရာတွေဟာတဖြည်းဖြည်းမင်းမင်လာခဲ့ပါတယ်။တာကီရဲ့နာမည်ကိုမမှတ်မိတော့ပေမဲ့တာကီထားခဲ့တဲ့ခန်းစားချက်ကြောင့်မီဆူဟာသူမရဲ့ဖခင်ဖြစ်သူမြို့တော်ဝန်ကိုမြို့သူမြို့သားတွေအားလုံးကိုရွှေ့ပြောင်းဖို့အောင်မြင်စွာစီးရုံနိုင်ခဲ့ပြီးအီတိုမိုရီမြို့သားအားလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။9နှစ်ကြာပြီးတဲ့နောက်မှာတော့တာကီနဲ့မီဆူဟာနှစ်ဦးစလုံးဟာတယောက်ရဲ့နာမည်နဲ့အမှတ်တရတွေကိုမေ့လော်နေကြပါပြီ။ဒါပေမဲ့တခုခုဒါမှမဟုတ်တစုံတယောက်ကိုတန်းတက်စီဟာသူတို့နှစ်ဦးလုံးရဲ့ရင်ထဲမှာဆွဲမြဲစွာကြံရှိနေခဲ့ပါတယ်။တိုကျိုမြို့မှာပြေးဆွဲနေတဲ့ယထာပေါ်မှာတာကီနဲ့မီဆူဟာတို့နှစ်ဦးဟာတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ခတ်တန်းသွားခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာနားမလည်နိုင်တဲ့ဆွဲဆောင်မှုတစ်ခုကိုခံစားရပြီးယထာပေါ်ကဆင်းကတယောက်ကိုတယောက်ရှာဖွေခဲ့ကြပါတယ်။နောက်ဆုံးတော့လေကားတစ်ခုမှာသူတို့နှစ်ဦးပြန်လဲဆုံတွေ့ခဲ့ကြပါတယ်။တယောက်ကိုတယောက်မမှတ်မိကြပေမဲ့စိတ်လှုပ်ရှားမှုတွေလွှမ်းမိုးနေလေသူတို့နှစ်ဦးဟာတပြိုင်တည်းမင်းနာမည်ကပါလဲလို့မေးလိုက်ကြပါတော့တယ်။